ဒီနေ့တော့ခလေးသူကြီးမရွေးကြိုက်ကြတယ်ကျွောင်မှုပြက်နဲ့ကြက်တောင်မှန်ကင်လေးကင်းပြပေးမယ်နော်အရင်ဆုံးဈေးရောက်ဝယ်လာတဲ့ကြက်တောင်မှန်လေးတွေကိုအမွှေးလေးပြောင်းသွားအောင်ဆေးပေးလိုက်ပါမယ်ရှင်ရေရီအားလုံးပြောင်းဆက်ပြီးသွားပြီဆိုရင်တော့အသားလေးတွေကိုဓားလေးနဲ့ပပလေးတွေမှုန်းနှောက်လိုက်ပါတော့မယ်ရှင်ရှုံးကကြက်တောင်မှန်လေးတွေကိုခလေးတွေပါစားလို့ရအောင်အချိုရတာလေးပြုလုပ်ထားပါတယ်အရသာအတွက်အစားအနှဲငယ်ခရုစီအနှဲငယ်ပန်းငယ်များကြီးအနှဲငယ်နဲ့တရုတ်မဆလာလေးတွေထည့်ပြီးတော့တမသွားအောင်နနာလေးစုပ်နေပေးလိုက်ပါမယ်ရှင်တက်တောင်မှန်တဲ့အရသာဝင်သွားအောင်လို့အချိန်1နာရီခွဲခန့်လောက်ရေခဲတတာထဲမှာနှက်ထားပေးလိုက်ပါမယ်ရှင်တက်တောင်မှန်တဲ့အရသာဝင်လောက်မယ်အနေထားရောက်ပြီဆိုရင်တော့ကင်မှုအတွက်စပြီးတော့ပြင်ဆင်ပါတော့မယ်ရှင်အပေါ်ရန်ကြွလေးနဲ့မွမွေးလေးဖြစ်အောင်စားချင်တာမို့လို့ရှုံးကစီလေးအနှဲငယ်တုပ်ပြီးတော့กินပေးလိုက်ပါတော့မယ်ရှင်။กินတဲ့နေရာမှာ200ဒီဂရီနဲ့မိနစ်20ခန့်လောက်ထားပြီးတော့กินပေးပါမယ်ရှင်။တစ်ဖက်ကရဲပြီးတော့ကြက်လာပြီဆိုရင်တော့နောက်တစ်ဖက်ကိုပြန်ပြီးတော့กินပေးလိုက်ပါတော့မယ်ရှင်။အခုဆိုလို့ရှိရင်အရသာချုံမွမွေးလေးနဲ့စားလို့ကောင်းတဲ့ကြက်တောင်မှန်ကင်လေးရပြီဖြစ်ပါတယ်။အသားလေးရလည်းနုညံ့ဣဆက်ပြီးအတွင်းထဲဒီအရသာဝင်နေရမို့လို့လိုက်လုံစားကြည့်ဖို့လည်းဖိတ်ခေါ်လိုက်ပါရဲ့ရှင်။